ဟုတ်ကဲ့ကို ဟုတ် ကျွန်တော်တို့မပြောမဖြစ်ပေါ့နော်ဒီဘက်ခေ ဟု တ် တ် မှာဒါ AI နေလူသုံးများလာတာဖြစ်တယ် ကဲ ဗျကျွန်တော်တို့ဒီအခုOS update လေးက AI usage လေးကိုလည်းနည်းနည်းလောက် အဲ ပြပေးပါဦး ဒီ list မှာတော့Vivo AI ဆိုပြီးတော့ကျွန်တော်နာမည်တက်ရလောက်တဲ့အထိတော့တိုးတက်လာပြီပေါ့နော်အရင်တော့က ကျေးဇူးပါ Fantash မှာကျတော့ကျွန်တော် AI မပေါလားပါတယ်ဒါပေမဲ့ Google ကိုပဲမိခိုအားထားသလိုဖြစ်လာတယ်လေဒီမှာ Origin OS မှာကျတော့တကယ် Vivo ရဲ့ကိုယ်ပိုင် AI လိုမျိုးဖြစ်လာပြီပေါ့ဟိုကျွန်တော်ဆိုလို့ရှိရင် Office use လည်းသုံးတယ် Imaging လည်းသုံးတယ်ဟို Imaging ဆိုလို့ရှိရင်လူတော်တော်များများသုံးကြမှာပဲ AI erase ဒါရတယ်ဟုတ်တယ်AI erase ဖြတ်တာတော့ရတယ်ဒါပေမဲ့ပုံတွေပါသေးနေလို့ချဲ့ကျင်တယ်ဆိုရင်မရဘူးလားဆိုတော့အခုဒီမှာရပြီเนาะimage expander ဖြစ်နေပြီပေါ့เนาะရနေပြီပေါ့နောက်ပြီးတော့ one dash ပေါ့တကယ် one dash ပဲလုံးဝတစ်ချက်ထိလိုက်တာနဲ့ကိုဖြတ်ကျင်တဲ့ဟာကိုလုံးချင်တဲ့ဟာအကုန်ရတာပေါ့เนาะအဲ့ AI erase မှာလည်းပုံမှန်လင်းလင်းပြောရင်တော့နည်းနည်းလေးပို့ပြီးတော့အဆင့်မြင့်လာတယ်ပို့ပြီးမြန်လာတယ်ဒီ image ကနေပြီးတော့ကိုမလိုချင်တဲ့ဟာတွေဖြတ်တာကိုသူကပို့ပြီး AI ပို့ပြီးနားလည်လာတယ်ပေါ့เนาะအဲ့ဒါလေးတော့တော်တော်သဘောကျလာတယ်ဗျဟုတ်တော့ပုံပြင်ချင်တာပဲဖြစ်ဖြစ်တခုခုဖြတ်ချင်တာပဲဖြစ်ဖြစ်ကို enhance လုပ်ချင်တဲ့ဟာအမှန်တရားဒါလွယ်လွယ်ကူကူလုပ်လာနိုင်တယ်ဟုတ် เนาะ ဟုတ်ကဲ့ဗျ အဲ့လိုဆိုကျွန်တော်အနေနဲ့ကတော့ဒီ AI usage ကိုကျွန်တော်ကတော့ဘယ်ဟာမှာသုံးပြလဲဆိုရင်ကျွန်တော်ကြတော့အဓိကဟို language ပေါ့နော် ဟုတ် ကျွန်တော် message ပို့တဲ့အခါကျရင်okay ကိုရီပို့လိုက်တဲ့ language က grammar ကြလားမကြလားအရင်ကဆိုရင်တကူတကကျွန်တော်တို့လေဟို grammar check တွေနဲ့တော်check ကြတယ်အခုဟာကျတော့အဲ့ဒီ feature လေးကတော့တော်တော်အဆင်ပြေတယ်ဗျကိုယ့်အတွက်ကိုဒီပို့လိုက်တဲ့စာတွေဟိုပို့ခြင်းတဲ့လူပြောတဲ့အဓိပ္ပာယ်ထိရောက်ရောက်နဲ့ဟိုရိုင်းတာမျိုးစကလုံးလွဲမားတွေဖြစ်တာမျိုးမဖြစ်တော့ဘဲနဲ့ဟိုသွားလို့ရတာပေါ့နော်အဲ့လိုဆိုကျွန်တော်ကတော့အဲ့ feature လေးတော့သုံးပြီးတယ်တော်တော်လေးအသုံးဝင်တယ်ပေါ့နော်ဟုတ်ရုံးလုပ်ငန်းမှာပဲဖြစ်ဖြစ်ဒီတယောက်နဲ့တယောက်communication မှာပဲဖြစ်ဖြစ်ပေါ့နော် impression လုံးဝကောင်းသွားစေတာပေါ့ဟုတ်ကဲ့အဲ့လိုဆိုတော့ကျွန်တော်တို့ share ရတဲ့ပရိသတ်ကြီးလည်းကျွန်တော်အခုပြောပြတဲ့ဒီ AI feature လေးတွေကို like သုံးကြည့်ပြီးတော့ပို့ပြီးတော့ကိုယ့်ရဲ့ဘဝမှာအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ Vivo phone ကိုကောင်းကောင်းမွန်မွန်ပို့ပြီးတော့အသုံးပြုလို့ရနိုင်မယ်လို့ညွှန်လင်းပါတယ်AI အကြောင်းပြောရင်းနဲ့နောက်တစ်ခုရှိသေးတယ် AI တွေကအရန်သုံးလို့ကောင်းလာလေ AI erase တို့ပါလို့သုံးလို့ကောင်းလာတယ်တော်တန် Vivo user တော့သိရပါတော့တချို့အတိုင်းပဲဟိုနည်းနည်းလေးနီးပညာနဲ့အလံဝေးတဲ့ Vivo user တချို့ကကျွန်တော်မေးလာတာရှိတယ် AI erase ကသုံးလို့လည်းမရအောင်တော့နှိပ်လို့လည်းမရအောင်တော့ပြဿနာပါလဲဆိုတော့ Vivo အကောင့်ဝင်ဖို့လိုတာပေါ့နော်အဲ့ဒါလေးတစ်ခုတော့ရှိတယ်ဒါကလည်း Vivo အကောင့်ဝင်ဖို့ဆိုတာလည်း security ဘိုင်းရောနောက် data collecting ဘိုင်းရောအတွက်ကိုပို့ပြီးတော့အသုံးဝင်အောင်လို့ Vivo ကလုပ်ထားတာဆိုတော့လေအဲ့လိုမျိုးလေးကြုံလာလို့ရှိရင်ကို့ဘေးနာဒီနားလေတက်ကျွမ်းတဲ့ဒီမိသားစုဝင်တွေပဲဖြစ်ဖြစ်ပေါ့နော်မေးပြီးတော့အကောင့်လေးဝင်ပြီးတော့စိတ်ချလက်ချတုံလို့ရတယ်ဆိုတဲ့အကြောင်းလေးအဲ့ဒါလေးလည်း message လေးပေးချင်တာပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ကိုဟုတ်ကဲ့ပါအခုဆိုရင်ဘာပြောကိုနီကိုတိုင်းကျွန်တော်ကိုတိုင်းထောက်ပြစရာမလိုပဲနဲ့ Vivo user အားလုံးသိအောင်လို့ဒါကျွန်တော်တို့တွေ AI erase သုံးမယ်ဘာညာဆိုရင်ကျွန်တော်တို့ဖုန်းမှာ Vivo account လေးတော့ login ဝင်ထားဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ Vivo အနေနဲ့လည်းဒီ AI feature တွေမှာနောက်ထပ် upgrade တွေအများကြီးလုပ်ပြီးတော့ user တွေအတွက်ပုံမှုအဆင်ပြေစေတဲ့ feature မျိုးတွေဖြစ်လာအောင်လို့စူးစမ်းအားထုတ်သွားဖို့အများကြီးရှိတယ်လို့ပြောပြရင်းနဲ့နောက်ဆက်လိုက်ပါတယ်